ရတနာကြိုဆိုပါရှင်မမေအခုပြပေးတာလေးကကြတော့ခုနအိုးစိမ့်လိုမျိုးမှာမမေတို့ကအိုးဖြူလေးနဲ့လုပ်ပေးထားတယ်အိုးစိမ့်လေးထက်တော့ပုံမြင့်တယ်တချို့ကြလဲအိုးဖြူလေးနဲ့ကြိုက်တယ်တချို့ကြလဲအိုးစိမ့်လေးနဲ့ကြိုက်တယ်ဆိုလို့မမေက2မျိုးလုပ်ပေးထားရနော်ဒါလေးကြတော့အိုးဖြူလေးနဲ့ပေါ့အိုးဖြူလေးနဲ့ကလည်းပန်းအပွင့်ကတော့ပါဝင်နဲ့ပန်းအပွင့်ချင်းကတော့အတူတူပဲဒါလေးကလည်းပန်း9ပွင့်ပါပါတယ်နော်9ပွင့်ဒီလိုမျိုးလေးအရွက်လေးကတော့စပယ်ရွက်လေးနဲ့လုပ်ပေးထားတာနော်တစ်မျိုးစီလာပါတယ်မင်းစီယိုမာလို့တကယ်လို့ရရဲ့အမြန်ချောနဲ့ပို့ပေးရဆိုရင် तू อ่ะပေါ့နော်သူတို့ဒယ်လီနည်းနည်းပပအဲ့လိုမျိုးပန်းလေးကနည်းနည်းပပစောင်းသွားပြူသွားဆိုလဲလက်ကလေးနဲ့ပုံလေးတွေကိုကြည့်ပြီးတော့ပြန်ပြင်လိုက်လို့ရတယ်နော်အနီးကလေးပြပေးမယ်ရှင်ဒါလေးဆိုရင်တသိန်းကြော်လေးเนาะမင်းခုနပြပေးသွားတာပလဲလေးရယ်ပလဲအိုးဖြူလေးရယ်အိုးအစိမ်းရောင်စုံလေးရယ်ပြီးတော့အသက်ဖြူစစ်အိုးပုံစံပတ်လဲလေးရယ်เนาะဒါလေးကကြတယ်တစ်မျိုးလေးဒါလေးတွေကရောင်းလဲရောင်းကောင်းတယ်ဘာလို့ဆိုဈေးနှုန်းလေးကလည်းအသင့်ဆိုတော့လေလက်ဆောင်ပေးလို့လဲလာတယ်